တစ်ချိန်တည်းမှာပဲဒီနေ့ဟာသိရေးကြီးတယ်ဆိုတော့လူတွေကတဲ့လက်ထပ်မင်္ဂလာဒီလိုမင်္ဂလာဆောင်ပွဲကိုလာရင်ဘာစိတ်ဝင်စားဆုံးဖြစ်တယ်လို့ထင်တယ်ကြားဟောတယ်လို့ထင်လားအမမို့ရဲ့နော်ပန်းလေးတွေလာတယ်အများဆုံးလူတွေစိတ်ဝင်စားဆုံးမင်္ဂလာဆောင်လာရင်တို့ဒီဘလောက်လာလဲဆိုတာအကြည့်ဝိစဘလောက်လာလဲတို့လာဘလောက်လာဒီနေ့ကတို့ပွဲပဲဆိုတော့အဲ့ရေးကြီးတဲ့နေရာဖြစ်တယ်ဒါပေမဲ့အဲ့ဒီမရောက်ဘူးလေကျွန်တော်ဒီနေ့မှာရေးကြီးတဲ့စကားလေးကိုပြောပြချင်တယ်အဲ့ဒါချမ်းပေါ့တကယ်တော့မင်္ဂလာထိမ်းမြားမင်္ဂလာဆိုဘုရားရဲ့အားဖြင့်ဖြစ်တယ်လူအားဖြင့်ဟုတ်ဒါကြောင့်အရေးကြီးဆုံးတော့ဘုရားကိုအရေးကြီးဆုံးတော့ဒါဘုရားတမန်တဲ့Today, Sam, Kim, good amazing, amazing. The China they are easy to in Tama, and not to solve it. So there's Sama, it is a lemma, in last America. So let's now D plus M, La, Chi, they are to solve it.ဘုရားအိုင်ဒီယာဖြစ်တော့ဘုရားကိုပေးတာမရဘူး။အဲကြောင့် put the main thing the main thing နောက်အရေးကြီးတဲ့အရာဒါကိုကျွန်တော်တို့ဇနီးမောင်နှံသဘောပေါက်သွားတဲ့နောက်ပိုင်းမှာမင်္ဂလာတော်လေးဒီမင်္ဂလာဆောင်တဲ့နေ့ကနေတွက်ကြည့်မယ်ဆိုရင်တော့နှစ်တော်ဒီနေ့ကြာလိုက်တယ်။ဒါပေမဲ့ဒါကိုကျွန်တော်နားလည်သွားတဲ့အချိန်မှာအိမ်ထောင်လာတော့အဲ့တော့ကျွန်တော်လည်းမကျွန်တော်တို့ဒီအတိအကျပြောထားရှိတယ်ဆိုတော့အရင်တည်းကနားထောင်တာဘာလို့လဲဆိုအရေးကြီးတယ်ဒီနေ့တချို့လည်းဒီမှာအိမ်ထောင်နှစ်ပေါင်းများစွာကြားကြီးရှိတဲ့သူတွေလည်းဒီခီးလေးကိုမမိဘူးဆိုရင်အိမ်ထောင်မှာအဆင်ပြေမှာမဟုတ်ဘူးအဲ့တော့ယုံကြည်မှုခရစ်ယာန်အိမ်ထောင်အရေးကြီးတဲ့အရာတွေရှိတယ်အဲ့ဒါပါလိမ့်တယ်တို့သားနဲ့တို့ပြီးနေပြီးတော့ပြန်စားမေးကြည့်တာဆိုတော့ဆင်ကင်းအလုံးကျင်းဆုံးရခုရှိတယ်လို့ကျမ်းစာပြောထားတယ်။ဘာဖြစ်လဲတဲ့။ဒီကိုပြောတယ်။ဒီလေ။ Kim great name. Kim ဆိုတော့ Kim ချင်းချင်းဆင်လို့ကျနေရဘာမှမရှိဘူးသိတယ်သူလည်းဒီချမ်းသာတွေမှာကျွန်တော်တို့ပြောထားရရှင်းရှင်းလေးပဲသူတို့သားနဲ့သူတို့သမီးအိမ်ထောင်တစ်ခုကိုဒီစောက်တော့မယ်ဆိုရင်ဆမ်လို့ချင်တာတစ်ခုပဲရှိတယ် respect ကင်းလို့ချင်တာတစ်ခုပဲရှိတယ် love အဲ့ဒီ love and respect ကိုချမ်းသာတွေမှာပြောထားတယ်ဒီမှာပြောထားတယ်ဒီတက်အားတွေမှာရှိပါတယ်ပိုင်ရတဲ့စနစ်ကဖတ်ချင်ချင်းမိမလို့ချင်းမိမလို့ချင်းမိမလို့အားလုံးပါတယ်ကျမဘုရားသခင်ဘုရား၏အုပ်စုတော်ခြင်းကိုဝန်ခံတဲ့ကဲ့သို့ကိုယ်ခင်တို့၏အုပ်စုခြင်းကိုဝန်ခံတော့ကျောင်းကခရစ်တော်၏တင်းတော်၏ပုံမှာခေါင်းဖြစ်တော်မူကဲ့သို့ယောက်ျားသည်မိမိကိုယ်ကိုပုံမှာခေါင်းဖြစ်ခရစ်တော်သည်လည်းမိမိကိုယ်ကိုကဲ့သို့တော်သူဖြစ်တော်မူတင်းတော်သည်ခရစ်တော်၏အုပ်စုတော်ခြင်းကိုဝန်ခံတဲ့ကဲ့သို့မိမတို့လည်းကိုယ်ခင်ကိုယ်ကိုစုခြင်းပြရနိုင်ဝန်ခံကြရသည်အချင်းယောက်ျားတို့ခရစ်တော်၏အသင်းတော်ကိုရှင်းတော်မူကဲ့သို့ဒီလိုလည်းကိုယ်ခင်ကိုရှင်းကြတော်ဆိုတော့သူစီမံတဲ့ respect ရဖို့မရဘူး respect one of them and you have something that she is looking for respect ရဖို့ပါပြရမယ် love ရဖို့ပါပြရမယ်ဘာလို့များအိမ်ထောင်ရခက်နေတာလဲအိမ်နှစ်ခုအဲ့ဒီရဲ့ဥစ္စာပြက်နေ
ဒီရဲ့ love and respect မြင့်တာနဲ့လေးစားခြင်းဆိုတဲ့စောင့်ဝိုင်းကြီးပြည့်နေအိမ်တော်မှာစပြီးတော့စကားများမယုံဘူးဆိုရင်ဒီနေ့မင်္ဂလာဆောင်ပွဲကိုလာတဲ့အချိန်မှာစကားများလာတဲ့တွေ့ရှိတယ်တက်ထားပါဒီများတော့လေမဝေးရတယ်လားဟာရစမပြေဘူးအဲ့ဒီအချိန်မှာကျွန်တော်တို့ love and respect ကပြတ်သွားတယ်အဲ့ဒီ love and respect ပြတ်သွားတဲ့အချိန်မှာအဖြစ်တယ် Sam, you have all the love that she wants. The moment you stop giving her love, the moment you stop receiving respect. Again, the moment you giving him respect is the moment you will not get love and respect. That's what you do. Hey, now love being and respect being. Hey, now respect being and love being. That's what it is. Any children, they are lazy and teaching. Children, they are not saying, "If I bring that, then she be." They are teaching. No website. Sabi lagi naik. Amen. Datang dulu, saya lurus kita. Dia bercerita. Wani minta sucilah. Ayah minta sisi. Amen. Jatuh rasa dulu. Bao nhiêu chuyện này, giải hai trả, chúng ta anh thầu đi nhá, anh thầu đi tất cả trả đấy tụi em trả phí này, mà phí mệt thế này, để kiếm, xem na, anh thầu cái gì, anh thầu rồi, để biết luôn thế là, luôn học anh luôn nhớ ra hey, anh thầu cái gì, để tôi biết là phải, chúng ta để biết đi, luôn thế là gì, chân giả luôn để cho làm gì à? Tôi đã xem đến bài này, tin là chỉ có mấy bạn đi, đi để nói, vui vẻ là đủ gì, để biết có học crown gì đấy, xem nhẹ crown là bạn đấy, yeah, là trong chúng ta mà không có chuyện nào đi, idea đi vì lấy về. Di luar lo yang kau ni, jangan salah dua, macam itu, jangan salah dua, macam itu, macam, Sam, you must give love to students, and aim to respect son all the time. If you do that, this marriage will be a happy marriage. This marriage will be so bad. That's the answer. I'll see you guys again. အထူးပဲကျေးဇူးတင်ရှိတယ်ဒီနေ့ရဲ့နှုတ်ကပတ်တော်မှာတကယ်ပဲเนาะဒီမှာဒီနေ့မင်္ဂလာဆောင်နေတယ်သူတို့သားနဲ့သူတို့သမီးအတွက်တောင်မှဒီမှာရှိတဲ့ကျွန်တော်တို့အယောက်စီတိုင်းအတွက်ဖြစ်ပါတယ်လို့เนาะဒါကြောင့်ဒီနေ့မှာနှုတ်ကပတ်တော်ကိုပြီးနောက်ပြီးသွားတယ်စီရနဲ့အတူကျွန်တော်တို့တက်ရှင်တော်ဝိညာဉ်တော်ပြောင်းကျွန်တော်တို့အားလုံးလက်ခုပ်ပြီးတော့ကျေးဇူးတင်ပါတယ်အထူးပဲကျေးဇူးတင်ရှိတယ်နှုတ်ကပတ်တော်မှာဒီနေ့မင်္ဂလာဆောင်နေချမ်းနဲ့သူတို့သားနဲ့သူတို့သမီးအပေါ်မှာတော့လည်းအောင်ရောက်ရှိလာတဲ့သူရောက်စီတိုင်းပေါ်မှာကောင်းချီးရှိပါစေဒီချိန်မှာတော့အစီအစဉ်နံပါတ်၈အရာလက်ထပ်ချိန်များခြင်းလို့ဆောင်တော်တဲ့အချိန်ဖြစ်ပါလေကျွန်တော်တို့လက်ထပ်ချိန်များခြင်းကိုမတို့အစီအတင်းတော်မှာအတင်းအောက်ဆရာ
Reverend အဖေရနေပြီးတော့သူဆောက်သွားမှာဖြစ်ပါတယ်။ ဘာကိုရနာမတော့ဘာသူပဲရှုံးပါတယ်ဒီနေ့လက်ထပ်ထင်းမြန်ချင်းဆိုတာကိုလိုပဲလုပ်ပေးနေတဲ့ကြောင့်ကျေးဇူးတယ်ဒါကသာမန်ပဲပြပါဒါဝင်လို့ပြန်ကိုတော့ဆောင်တဲ့ဒီလက်ထပ်ထင်းမြန်ချင်းမှာကိုလိုဘုံတော်ကိုလိုမှာတာဒီစပါကျေးဇူးရှုံးတယ်ယေရှုနာမနဲ့ဆုတောင်းအနန္တပါအာဒီနေ့ကျွန်တော်တို့ဘာလို့လဲမကြည့်ရအောင်လက်ထပ်တယ်ဆိုတာဘယ်ဟာကိုလက်ထပ်ပေးနေတာဒီကနေ့မြောက်များဆိုတော့ဒီမှာလက်ထပ်တဲ့သူတွေရှိတယ်။ဒါပေမဲ့ရဖို့မတည်တဲ့သူကခန္ဓာနဲ့စိတ်နဲ့ပဲလက်ထပ်ကြတယ်။ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ကဘုရားရဲ့မေတ္တာအတွင်းဝိညာဉ်ကနေစိတ်တပူတဲ့ဖြစ်စီတာ။ဒါဒီကနေ့ကျွန်တော်တို့ရဲ့ဒါမှအရေးကြီးတာပါ။ဒါဒီကနေ့တရားရပဲဒီကနေ့ကျွန်တော်လက်ထပ်ခြင်းဒီစာပြီးဆိုခြင်းကထောင်ရအမြင်မှာပြပါ။ဒါကြောင့်ဘိုးရဲ့ခြင်းမှာဘုရားရဲ့ခင်ကကျွန်တော်တို့လက်ထပ်ပေးနေပါလား။ရားရဲ့ကျွန်တော်ကိုဆောင်ပေးပါလားဆိုတော့နှလုံးသားနဲ့ဒီနေ့တရားရှိမှကျွန်တော်တို့ကိုယ်ရဲ့နာမအရေးကြီးတယ်ဆိုတော့ဘာမှမနဲ့ကျွန်တော်တို့လုပ်ချင်ပါပါတယ်ကျွန်တော်လည်းသာသင်မြန်ချင်းမစကလေးမှာပေါ့နော်ကျွန်တော်ပြည်သားတွေကိုဒီနေ့လေးနေချင်တာရှိတာပြပါတယ်ကျွန်တော်ဒီဘုရားတော်တိုင်းတော်တော်ဒီနေ့ကျွန်တော်ဒီနေ့ရဲ့စီမီစင်ကအရာတော်တော်ပေါ့ကျွန်တော်လည်းသာသင်ရတဲ့အခါမှာပရိသတ်တွေကိုနေရာတဲ့ကနေရှိတာပြပါဒါကြောင့်ပရိသတ်တွေလည်းအားလုံးဒေသလေးနားထောင်ပြီးမှရတဲ့အထူးပဲလုပ်ချင်တာပြပါတယ်ပေါ့နော်ကျွန်တော်ဒီလက်ထပ်သင်များခြင်းနဲ့ပတ်သက်မှာဒီရှုမလေးရတဲ့ပေါ့နော်ဆွတ်ပြီးတော့ရရှိလို့ရှိမှဒီကနေ့ကနေစပြီးမှအချင်းလေးမရနေတဲ့သူတို့လက်ထပ်သင်များတော့မှာပြပါတို့ပါရေးဒီကနေ့ကျွန်တော်ပရိသတ်တွေထဲကနေပေါ့နော်ကျွန်တော်တန်ခွေရရတဲ့ရှိမယ်ဆိုတော့ကျွန်တော်လည်းဘေးချင်တာပြပါဒါကြောင့်ပရိသတ်တွေထဲကနေဒီကနေ့သူတို့ရောက်လက်ထပ်သင်များကိုရံတဲ့မစတင်ပြီးမှကောင်းကွယ်မဲ့ရရှိပါသလားတုံးချင်ပေးမယ်နော်ကောင်းကွယ်ကိုရရှိပါသလားမရှိပါဘူးလေကြားလို့နော်ကောင်းကွယ်ကိုရရှိပါသလားမရှိပါဘူးကျွန်တော်ပရိသတ်တွေထဲကနေယူမှမရှိတဲ့အတွက်ကြောင့်ကျွန်တော်ဒီလက်ထပ်သင်များခြင်းကိုဆက်လက်မလုပ်ဆောင်တော့မှာပြပါတယ်နောက်တစ်ခုအနေနဲ့မေးချင်တာသလိုသားနဲ့သလိုသမီးကိုလည်းမေးချင်တာဖြစ်ပါတယ်ဒီနေ့မြောက်များဆိုတော့ကဘာမှသလိုသမီးတော်တော်သလိုသားတော်တော်အတင်းအဓမ္မပေါ့နော်လက်ချခိုင်းရရရှိတာဖြစ်ပါတယ်မတရားပေါ့နော်မိဘတွေကတရားဓမ္မပေးစားမှုတွေရှိတာဖြစ်ပါတယ်ဒါကြောင့်အဲ့လိုမဖြစ်ရလေအောင်ဒီနေ့ကျွန်တော်တို့အမှန်တမ်းရေးကြည့်တာဖြစ်ပါတယ်အဲ့လိုလည်းဖြစ်မှာမဟုတ်ပါဘူးလို့ယုံကြည်ပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဘာလို့လူရှိပြရှိမှနေရရမေးပြီးမှပဲကျွန်တော်လက်ထပ်ပြန်ချက်ကိုစတင်မှကျွန်တော်တို့ဆောင်တော့မှာဖြစ်ပါတယ်နာဆရာဒီနေ့ပေါ်မှာကျွန်တော်ဝင်လာခဲ့ရတယ်ကျွန်တော်ဘောတော့ဒီမှာဂျာနာလေးအတိုင်းပေါ့နော်ဒီနေ့ရှမွန်လျန်နဲ့ကိန်ပေါ့နော်ဒီလိုမျိုးမှာအခုကနေစပြီးမှရာရှိလို့ရှိမှဒီနေ့သစ္စာတိဆိုပြီးမှလက်ချတော့မှာပြပါဒါကြောင့်ကျွန်တော်လက်ချတော့မှာပြတဲ့အတွက်ကြောင့်လက်မထနိုင်တော့အောင်ဒီနေ့တခုခုပေါ့နော်ဒီအခက်အခဲတွေလက်မထနိုင်တဲ့ຢာလေးရှိသလားလက်မထနိုင်အောင်ဒီလိုပေါ့နော်စီရသားရှိသလားဒီလိုမျိုးကျွန်တော်ကြားတယ်နော်တိတ်တော့မကြောက်နဲ့နော်အားလုံးကြားတယ်နော်မရှိပါဘူးလို့ပြောတာပြပါတယ်အားလုံးလည်းပြပြရအောင်နော်ဒီလိုမျိုးပြန်ရှင်းရှင်းပါဒီလိုပြန်ရတဲ့ကြောင့်ကျွန်တော်ချစ်ကြတဲ့ကြောင့်ဒီနေ့ကျွန်တော်လူရှိပြန်ရှင်းပါလို့ပါဘာမှစီရသားမရှိပါဘူးသူတို့တကယ်ပဲချစ်ကြလို့လက်ထပ်ကြတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကြားရလို့ဖြစ်ပါတယ်ဒီအချိန်ကနေစာလုံးသူတို့မျိုးဟာဘုရားရှိခိုးရှိမှကတိသစ္စာဆိုတော့မှဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းပြောချင်တာဖြစ်ပါတယ်
ကျွန်တော်ပြရှမှာဒီစာကိုရတယ်ပေါ့နော်ကျွန်တော်လည်းကျွန်တော်တို့လည်းဒီတော့မှပြပါရှင်တို့လည်းကျွန်တော်ကိုယ်ပေါ့နော်ဘောတော့လည်းထားတဲ့ကောင်ပေါ့နော်တကယ်တော့လည်းတော့ရည်ရှိတယ်ဒါပေမဲ့တော့ဘာပဲကလေးလို့ဒီတို့ရဲ့ဒီစာဆိုတော့အင်္ဂလိပ်လိုပြီးတော့အားလုံးပြောတယ်ကျွန်တော်လည်းဒီလိုနေကောင်းမှပြပါတယ်ဘာလို့လဲရှုမလဲဒီလုံးသားပေါ့နော်ရှုမလဲကိုကျွန်တော်လည်းနေကောင်းမှပြပါတယ်Shumulia duty to Swakin to be your wedded wife, as the Bible teaches. Where you love her, comfort and honor her all the time. Will you be sure to give yourself for her and only her, as long as you shall live? I don't know. I don't know. ရှင်မလို့ဘာလဲတိုင်းပေါ့နော်သူရဲ့သက်သာထဲမှာဒီကနေ့ကနေစပြီးမှဘုရားရှင်လူရှင်မှာဘုရားပြလာတဲ့ဒီနေ့အနေနဲ့သူတိတ်ပိုက်တာဖြစ်ပါတယ်ပေါ့နော်နောက်မှဘယ်လိုမျိုးအခြေအနေတွေရောပါစေခဏတော့ပတ်တော်သားတွေအတိုင်းပဲတစ်သက်လုံးကင်ကိုချစ်ပါမယ်ဆိုမှသူကတိဆိုတာဖြစ်ပါတယ်ကင်ကိုသူအမြဲတမ်းလိမ့်စားပါမယ်အမြဲတမ်းသက်သာစေမယ်ဆိုမှသူအသက်ရှင်ကာလပတ်လုံးဒီနေ့ဘုရားရှင်လူရှင်မှာလိမ့်စားရှိဖို့ချစ်ဖို့ရတယ်သူပြောသွားတာဖြစ်ပါတယ်အားလုံးကလည်းလက်ခုပ်တီးတဲ့ကျွန်တော်ကိုပြောရအောင်နော်ဒီလိုတော့ပြည်သားတွေကျွန်တော်လည်းလက်ခုပ်တီးဖို့လိုရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတဲ့အခါမှာဒီကနေ့ကျွန်တော်ကမျက်စိနဲ့ကြားတယ်နားပြီးပေါ့နော်မျက်စိနဲ့ပြီးတော့နားပြီးကြားတဲ့အတွက်ကြောင့်ကျွန်တော်တရားကြတယ်အားလုံးကတက်တယ်ပြုနေကြတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်လည်းတော့ပြောချင်တာဖြစ်ပါတယ်အခုတော့သတို့သမီးကိုကျွန်တော်လည်းနေငယ်လေးမေးချင်တာဖြစ်ပါတယ်King, do you take Samuel to be your wedded husband? Comfort and honor him all the time. Will you be sure to give yourself and only to give yourself and to give yourself for him and only him as long as you shall live? Yes. Why not? Alo chalo dekho no. Jaya bole. Alo chalo la. Ini dia tu tak ada tu ni tu ko no. Hello. Ini tu ya tak ada ma. Shimla ko no kya shilu shima. Let's up kya cha ini tu tema ko tu do su la pi ba. Tate lo tu kya shilu shima. Shime तो अत्यंत काला पालो शुमला पे चिल्ल मातु पे मेरा ने दिख सिने शुरू तो वो खाना वाला भी बात या मुझे भी बात है चलो के अच्छी माँ लोग भी वो काम को याद भी बात है बोलो चलो ना चलो फादर भी वो मरवा तो क्या है कुछ अच्छी माँ चलो लोग भी वो काम को याद भी बात है चलो बात माने ने शुमला चलो हम लोग ने वो काम को याद चलो ने तो चलो भी बात है So, Sugar, please repeat after me. I, Samuel, take the Jinsua King. I, Samuel, take Jinsua King. To be my lawful wife. To be my lawful wife. To have and to hold. To have and to hold. From this day to forward. From this day to forward. I will love her. I will love her. I will cherish her. Cherish her. Whether we are good or bad. Whether we are good or bad. Rich or poor. Rich and poor. Healthy or sick. Healthy or sick. Sorrow and enjoy. Sorrow and enjoy. Until the end of my life. Until the end of my life. According to God's holy ordinance. According to God's holy ordinance. Alo jawala ko dima ko biya. Ini sudah ko ko ni ito ta tema tu ye. Jadi ini tu tema yang kami bahas. Cheni global shishi. Begini tekaja ini. Siapa ada jodoh lama, tekaja ini cara ada jodoh lama. Tekaja ini begini jodoh itu ta tema. One ini ada jodoh lama. Tekaja one mana cheni jodoh lama. Akhir kita tu nara ni jodoh lama. Global jodoh ya pasti. Jadi biasa solusi mah. Ketik juga ya. Nera tinggi mah. Sosok में सुरमा तो जाशी रुशिमा तो हम ना भी बारे आलो चलो प्यारे वाले को भी मां चलो घूमी रहो
ကြည့်ရဆိုတာဒီလိုဆိုတော့ဒီလိုရပြီနော်ဒုတိယနဲ့ကျွန်တော်အနေနဲ့ဒီဘဒိုးသမီးကနေငယ်လေးမေးချင်တာပြပါတယ် now please the right repeat after me I can take Samuel to be my lawful husband to heaven to God from this day forward I will love and cherish him whether we are good or bad rich and poor healthy and sick sorrow and enjoy until the end of my life according to God's holy ordinance ဒီနေ့ကျွန်တော်ကြည့်လဲပေါ့နော်ခဏကျွန်တော်ဟိုခံတဲ့လူပဲရှင်မလာဝင်လို့ပဲသူ့ရဲ့တက်တာထဲမှာတဲ့လုံးပေါ့နော်ဒီနေ့ကျွန်တော်ရှင်မလာနဲ့လူတဲ့လူရဲ့လူဒီလူရှိပြပါအချိန်ဒီလိုပဲရှိရှိစီးရင်ဒီစီချမ်းသာတဲ့ဒီစီအစီပြီးဒီစီမပြေဒီစီအမြဲတမ်းပေါ့နော်ဘုရားရဲ့ဒီတော်တိုင်းပဲတဲ့တော်နဲ့ဆိုတော့ဘုရားရှိလို့ရှိမှာဝန်ခံတာပြပါအားလုံးလည်းကိုဒီမှာကျွန်တော်လည်းဒီမှာကျွန်တော်ဒီလိုမျိုးကိုလက်စုစုပြီးရတဲ့အချိန်ပြပါလေတော့နော်လက်စုလေးမှာကျွန်တော်ရှင်မလာနေပေါ်မှာတည်ရဲ့ပေါ်လာလေပေါ်မှာတော့ပေါ်လေကိုမေးစစ်ပါအားလုံးကိုဒီကြောနော်တဲ့တဲ့နေပေါ်တော့ဒီလိုဆိုတော့ပြန်ပေးချဖို့လည်းပြီးပါတယ်။ဒါကြောင့်ကျွန်တော်ရှူလာဒီနေ့လည်းစုပါနော်။တို့ဟာပေါ့နော်တို့ရောရရမ်းချစ်ကြတယ်တကယ်ပဲတို့ရဲ့တက်တာထဲမှာတစ်ပြက်လုံးဒီနေ့ချစ်သွားမယ်ဆိုတော့ရတဲ့တဲ့ဟာလက်စုပြီးပါ။ဒါရဲ့ဒီလက်စုဟိုတို့ရောနေတော့စုကြဖို့လည်းပြီးပါတယ်။ကျွန်တော်ဒီလက်စုနဲ့နေရတဲ့လိုချင်တာပြပါတယ်။ဒီလက်စုကအမှန်တမ်းနောက်ပါပြီးမှပေါ့နော်တန်ဖိုးရှိတဲ့အရာပြပါတယ်။ဘယ်တော့မှအယုံနဲ့မပြောင်းလဲတဲ့အရာပြပါတယ်။ဟိုကရွှေနဲ့လုပ်ထားတဲ့လက်စုပြပါတယ်။ဒါဒီကနေ့ကျွန်တော်ဒီလက်စုကအမှန်တမ်းအရေးကြီးတယ်။ဒီလက်စုဟာဒီကနေ့လူမျိုးရဲ့အဓိကပဲလူမျိုးရဲ့ချစ်ချင်းမြတ်တာကိုပေါ်ပြရတဲ့အရာပြပါတယ်။လူမျိုးရဲ့တစ်သက်လုံးရှင်မလာကေလာမတဲ့ရောပြီးမယ်ဒီကိုကြောရောပြီးမယ်ဆိုတို့လက်စုပြီးတာနဲ့သူ့မှာယောက်ျားရှိပြီးမိန်းမရှိပြီးဆိုတော့တဲ့တဲ့ပြတာပြပါသူကအမတားမှချစ်ရတဲ့ယောက်ျားရှိတယ်အမတားမှချစ်ရတော့မိန်းမရှိတယ်ဆိုတော့တဲ့တဲ့ပြတာပြပါဒါကြောင့်ဒီရွှေကအဆက်မရှိဘူးဒီနေ့သူရဲ့မြတ်တာခဏကျွန်တော်ပြောသွားတယ်ပေါ့အာဂါမေမြတ်တာပြပါဘယ်တော့မှမပြောင်းနေတဲ့မြတ်တာပြပါတရားရဲ့မြတ်တာပြပါအာမင်ဒီလောကကလာတဲ့မြတ်တာတွေကယုံကြည်သူမဟုတ်တဲ့မြတ်တာတွေကအာဂါမေမြတ်တာနဲ့တော့မချစ်ဘူးယောဂဘယ်တော့မှမချစ်နိုင်ဘူးအပြောင်းလဲရှိနေတဲ့အခြေအနေကတစ်ခါလေးပြဿနာကြုံတွေ့လာတဲ့အခါမှာအပြောင်းလဲရှိနေတယ်ဒါပေမဲ့ကျွန်တော်တို့ကဘုရားရဲ့ရှိမှအသွေးဝိညာဉ်ကနေဘုရားကိုလက်ဘုရားရှိလို့ရှိမှလက်သက်တဲ့ရာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမြတ်တာဒီကျွန်တော်အာဂါမေမြတ်တာဖြစ်တယ်ဆိုတော့ပြောချင်တာပြပါနောက်ဒီလက်စုလေးကရွှေနဲ့လုပ်ထားတဲ့အတွက်ကြောင့်ရွှေဆိုတော့ဘုရားကိုပုံဆောင်တာပြပါဘုရားသခင်ကတဲ့တော်မှာကြည့်တဲ့အခါမှာရွှေနေတဲ့သူကပေါ်ပြထားတာပြပါသူတို့ကဘယ်ဒီနေ့ကျွန်တော်ရှင်မလာနဲ့ကျင်းတို့ရဲ့အသက်တာထဲမှာအိမ်တော်တက်တာထဲမှာဖခင်မပါလို့မရတဲ့အရာတွေပြပါအမြဲတမ်းဖခင်နဲ့သူလက်သွေးပြီးမှဒီနေ့သွားဖို့ရတဲ့အမှန်မှအရေးကြီးတာပြပါသွားမယ်ဆိုလို့ဆိုတဲ့ဂတိအနေနဲ့ဒီနေ့ကျွန်တော်တို့ဒီမှာလက်စုပေးခြင်းနဲ့ဖြစ်ပါတယ်ဒါဒီနေ့ကျွန်တော်တို့ယုံကြည်ရတဲ့ထောက်ခြင်းကအပေါ်ရမှာဘယ်တော့ပဲပြောင်းလဲဒီကတွင်းဝိညာဉ်ဘယ်တော့မှပြောင်းလဲတဲ့အရာတွေဖြစ်ပါအတွင်းဝိညာဉ်ကလည်းတရားရှိမှကျွန်တော်ဝန်ခံနေတဲ့အတွက်ကြောင့်တရားရောက်ကျွန်တော်တတိယပြီးမှကျွန်တော်တို့လက်စုပြီးတော့ကျွန်တော်လည်းဒီနေ့လက်စုနဲ့ပတ်သက်ကျွန်တော်လည်းဒီနေ့လေးပြောပြချင်ပါတယ်။ရဲ့ချိန်မှာဘုရားနဲ့ဘုရားရှင်ကိုစုပြီးတော့ပြပါတယ်။ ကျွန်တော်ဒီကိုဆိုလာနဲ့စုပြီးပြရတယ်ပြပါတယ်
I give you this ring I give you this ring as a sign that I love you, as a sign that I love you, as long life symbol of the promises as a long life symbol of the promises I have given to you today. I have given to you today. I take you to be my wife I take you to be my wife. in the name of Father, In the name of the Father, Son, Son, and Holy Spirit. and Holy Spirit. Amen. Amen. Good to be on. This is the Lord. Let's do some preaching. We do it. Let's talk about the Lord. Begin. We will talk about the wind going on. Do it. We are in it. Let's do some preaching. We are it. Our Yeshua, we will be in it. Let's do some preaching. We are it. Amen. Good to be on. Please read after me. Samuel, I give you this ring as a sign that I love you, as lifelong symbol of the promises I have given to you today. I am taking you to be my husband. In the name of Father, Son, and Holy Spirit. Amen. Yes, to Mother Runyo, let's talk in the Sudom, we will be right. Chola Lupa Sudom Rio. Degree Loka Masara Mana, Degree Mia, Jessica, that we will look in it, enjoy Jessica, and yellow in it. I mean, Pia, you get up the law of your name. But it is your letter, I don't listen alone, Pegani, Jerusalem, at the cost of Above